မင်္ဂလာအောင်သင်ခန်းစာဗီဒီယို6ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒီသင်ခန်းစာမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်မွန်တရသုံးလုံးနဲ့ဆိုင်တဲ့စာလုံးတွေကိုကျွန်တော်တို့ကလေ့လာရမှာဖြစ်တယ်ဆိုတော့သင်ခန်းစာ6ခွန်ပတွန်အရောင်ဖြစ်ပါတယ်ခွန်ပတွန်အရောင်ဆိုတော့ဒီမှာကျွန်တော်တို့တရနဲ့ပြီးနဲ့တွဲထားတဲ့စာလုံးသုံးလုံးကိုခေါင်းစဉ်အနေနဲ့တွေ့ရပါတယ်ဆိုတော့အပြီးမှာအနောက်ပြပုံစံလေးနဲ့စာလုံးကိုလို့အတန်ထွက်ပါတယ်ဒီသင်ခန်းစာရဲ့ပထမဆုံးခေါင်းစဉ်မှာကျမတို့တွေ့ရတဲ့စာလုံးပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့အပြီးမှာအရှိမတွေ့ထိုးပုံစံနဲ့ရေးချနဲ့ဖြစ်ပါတယ်သူကိုအောက်လို့အတန်ထွက်ပါတယ်နောက်ထပ်တစ်ခုကကြတော့အပြီးပဲဖြစ်ပါတယ်သူဟာဒီနောက်ပြစ်ကိုပြောင်းပြန်လေးပုံစံပေါ့နော်အဲ့ဒီဟာဖြစ်ပါတယ်သူကိုလည်းအောက်လို့ပဲအတန်ထွက်ပါတယ်ဆိုတော့ဒီစာလုံးသုံးလုံးမှာပထမတစ်လုံးကဒုတိယကအောက်တတိယကအောက်ဖြစ်ပါတယ်ဆိုအတန်ထွက်ကအနည်းငယ်အတန်ထွက်ကတူနေတာဖြစ်ပါတယ်ဒါပေမဲ့ကျမတို့သုံးတဲ့အသုံးနှုန်းတွေနေရာတွေမတူဘူးဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီ box ထဲမှာရှိတဲ့စာလုံးတွေကိုလေ့လာကြမှာဖြစ်တယ်ပထမဦးဆုံးဒီဘေးမှာရေးထားတဲ့စာလုံးကဖဒုတ်ဖြစ်ပါတယ်ရွတ်ဖက်ဖို့ဖြစ်ပါတယ်ဆိုတော့ပထမတစ် box မှာကြတော့အပြီးကိုကျမတို့ကလို့ဖတ်တဲ့အခါမှာထပြီးကိုကြတော့ထောလို့ဖတ်ပါတယ်ဖဆိုရင်ဖောစဆိုရင်စောပဆိုရင်ဖြစ်ပါတယ်ဆိုတော့ကျွန်မပြန်ဖတ်ပြပါမယ်ထောဖောစောဖြစ်ပါတယ်နောက်ထပ်ဒီအလေက box ကိုပဲပြန်သွားပါမယ်အဲ့ဒီဟာကြတော့တွေ့ထုံးနဲ့ရေးချပါတာဖြစ်တယ်ပထမတော့ကကျွန်မပြောခဲ့သလိုပဲအောက်အတန်ထွက်ပါတယ်အဆိုရင်အောက်လို့အတန်ထွက်တဲ့အခါမှာကအဆိုရင်ကောက်လို့ထွက်ပါတယ်ချအဆိုရင်ချောင်းထအဆိုရင်ထောက်စအဆိုရင်စောက်ဖြစ်ပါတယ်ဆိုတော့ကျွန်မပြန်ဖတ်ပြပါမယ်ကောက်ချောင်းထောက်စောက်ဖြစ်ပါတယ်နောက်ထပ်ဒီ the box ကိုကျွန်တော်တို့ပြန်သွားပါမယ်နောက်ပြပြောင်းပြန်ပုံစံနဲ့ပေါ့နော်သူရဲ့အတန်ထွက်ကအောက်ဖြစ်ပါတယ်ဆိုတော့ထဆိုရင်ထောက်ဖဆိုရင်ဖောက်စဆိုရင်စောက်ပဆိုရင်ပေါက်ဖြစ်ပါတယ်ဆိုတော့အပေါ်ကပထမပြည်တွဲနဲ့ဒီတရနဲ့ပေါင်းထားတဲ့အခါမှာအတန်ထွက်တဲ့ပုံစံပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ဒုတိယပြည်တွဲနဲ့ဆိုင်တဲ့အရာကိုပြန်ပြီးတော့မှလေ့လာကြမှာဖြစ်ပါတယ်အောက်က box ပထမဆုံး box တစ်ခုကဘဲပြီးဖြစ်ပါတယ်ဘဲနဲ့နဲ့ပေါင်းတော့ဖောဖြစ်ပါတယ်ရဲဆိုတော့ယောရဲဆိုတော့ရောဘဲဆိုတော့ဘောဖြစ်ပါတယ်ကျွန်မပြန်ဖတ်ပြပါမယ်ဖောယောရောဘောဖြစ်ပါတယ်နောက်ထပ်အလဲက box မှာကြတော့ကျမတို့အတန်ထွက်လေးနည်းနည်းကွဲပါတယ်ဒီအောက်ဖြစ်ပါတယ်ပေါ့နော်သွေးထိုးနဲ့ရေးချနဲ့ပထမပြီးနဲ့ကျတော့အောက်အတန်ထွက်ပြီးမယ်ဒီဒုတိယပြီးနဲ့ကျတော့သူ့ရဲ့ပြီးရဲ့အတန်အနေချာအရာအောက်ဆိုတဲ့အတန်မထွက်ဘဲနဲ့ခဲဆိုရင်ခိုးလို့ထွက်ပါတယ်ဒဲဆိုရင်ဒိုးထွက်ပါတယ်ရဲဆိုရင်ရိုးထွက်ပါတယ်လဲဆိုရင်လိုထွက်ပါတယ်ဆိုတော့ခိုးဒိုးရိုးလိုဆိုပြီးတော့မှသူ့ရဲ့အတန်ထွက်ကအဲ့လိုဖြစ်သွားပါတယ်နောက်ထပ်တစ်ခုကကြတော့ကျမတို့နောက်ဆုံးမှာအောက်ပေါ့နော်သူရဲ့ဟာကကိုပထမပြီးတန်နဲ့ဆိုရင်အောက်ဆိုတဲ့အတန်ထွက်တယ်ဆိုတော့ဒီဒုတိယပြီးတန်နဲ့ကျတော့ပြီးအနေချာအရာသူကအောက်လို့မထွက်တော့ဘဲနဲ့သူကအတန်လေးနည်းနည်းကွဲပါတယ်ဂျဲဆိုတော့ဂျဲဖြစ်ပါတယ်ဘဲဆိုတော့ဘဲဖြစ်ပါတယ်လဲဆိုတော့လဲဖြစ်ပါတယ်ဝဲဆိုတော့ဝဲဖြစ်ပါတယ်ကျွန်မပြန်ဖတ်ပြပါမယ်ဂျဲဘဲလဲဝဲဖြစ်ပါတယ်ကျမတို့ဒီဟာနဲ့ပတ်သက်တဲ့စာလုံးတွေကိုပြန်ပြီးတော့မှလေ့လာမှာဖြစ်ပါတယ်ဘောဒီမှာကြတော့ဒီပဲလုံးဖြစ်ပါတယ်ပဲစစ်ဖြစ်ပါတယ်မေဘောနောက်တစ်ခုကကြတော့ပကောပကောက်လီမောက်ငယ်အရဲဖြစ်ပါတယ်ကျမဒီအောက်ကစာပိုက်ကိုဖြည်းဖြည်းလေးနဲ့ဖတ်သွားပေးပါမယ်အကြလဝီယောညေကလာဦးလီမောက်ပေါ့မဲကျင်နာဖောဖောညေကောက်ဦးကြောက်အပထောင်းနာကြောကဘာပစာတောဂိအာဟာဘောဦးယောကြကောက်ကတောက်ဟာအပကောကော
အကျန်းထောင်းနှန်းဆိုပြီးတော့မှဖြစ်ပါတယ်ကျမတို့ဒီဗီဒီယိုကိုဒီမှာပဲရပ်ပါမယ်နောက်ထပ်သင်ခန်းစာမှာပြန်လည်ပြီးတော့မှတွေ့မှာဖြစ်ပါတယ်